Unit 7 ရဲ့ vocabulary အပိုင်းမှာ jobs and occupation အလုံးနဲ့အတတ်ပညာဆိုင်ရာကျွမ်းကျင်မှုလုပ်ငန်းတွေအကြောင်းကိုလေ့လာမှာပါ Instruction A fill each blank with the appropriate word from the box box ထဲကနေသင်လျော်တဲ့စကားလုံးတွေနဲ့ collet တစ်ခုစီကိုဖြည့်ရမယ် box ထဲမှာက geologist ဘူမိဗေဒပညာရှင် pilots လေယာဉ်မှူး surveyors မြေတိုင်းပညာရှင်တွေအဓိကပြောမယ်ဆိုတော့အဆောက်အဦတွေမြေနေထားတွေကိုကြိုးပြီးတင်ပြီးတော့စူးစမ်းလေ့လာတဲ့သူတွေပေါ့ drivers ကားမောင်းသမားတွေ weather forecaster မိုးလေဝသကြိုတင်ခန့်မှန်းတဲ့သူတွေ boat captains မန်လိန်မှုတွေ consumer စားသုံးသူတွေ hikers တောင်တက်သမားတွေ explorers စူးစမ်းလေ့လာတဲ့သူတွေနဲ့ soldiers စစ်သားတွေစားရတဲ့စကားလုံးတွေသုံးပြီးတော့ live တဲ့စာကြောင်းတွေရဲ့ collet တွေကိုဖြည့်ပေးရပါမယ် 1. Blank use GPS to survey your land accurately and efficiently ကိုလက်တွေကမြေပြင်အနေထားကိုတိတိကျကျနဲ့ထိထိရောက်ရောက်လေ့လာစူးစမ်းမှု GPS ကိုသုံးတယ် 2. GPS available to for blank GPS ဟာကိုလက်အတွက်အဖို့တန်အသုံးဝင်တဲ့အရာတစ်ခုဖြစ်တယ် to navigate through unknown region မသိတဲ့ဒေသတွေမှာလမ်းကြောင်းရှာဖွေဖို့ whether on land or at sea or in the air ကုန်းမြေပေါ်မှာဒါမှမဟုတ်ပင်လယ်ထဲမှာဒါမှမဟုတ်လေထဲမှာပဲဖြစ်ဖြစ် to track wildlife and to document their discoveries တောရန်တိရစ္ဆာန်တွေကိုခြေရာခံဖို့ပြီးတော့သူတို့ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုမှတ်တမ်းတင်ဖို့ 3. GPS embeds blank GPS ဟာကွက်လက်ကိုတက်ဆွန်းစေနိုင်ပါတယ် to determine their exact location in the sky or on the ground မြေကြီးပေါ်မှာဒါမှမဟုတ်ကောင်းကင်ထဲမှာသူတို့ရဲ့တိကျတဲ့တည်နေရာကိုဆုံးဖြတ်နိုင်ဖို့ by providing accurate position information တိကျမှန်ကန်တဲ့တည်နေရာသတင်းအချက်အလက်တွေကိုထောက်ပံ့ပေးခြင်းဖြင့် GPS provide blank time-by-time directions and guidance especially in unfamiliar areas အထူးသဖြင့်ရင်းနှီးကျွမ်းမှုမရှိတဲ့ဒေသတွေမှာ 5. GPS is essential for blank GPS ကကိုလက်အတွက်မရှိမဖြစ်ဖြစ်တယ် to navigate their boats across oceans ပင်လယ်သမုဒ္ဒရာကိုဖြတ်တဲ့သူတို့ရဲ့လှေသင်္ဘောတွေကိုလမ်းညွှန်မှုပေးဖို့လမ်းကြောင်းညွှန်ပြဖို့ 6. It is vital for blank ကိုလက်တွေအတွက်မရှိမဖြစ်ဖြစ်တယ် to pinpoint the precise location or weather phenomena မိုးလေဝသဖြစ်စဉ်တွေရဲ့တိကျတဲ့ဒီနေရာကိုအတိအကျညွှန်ဆိုရန် 7. Everyday blank install and use GPS in their smartphones နေ့စဉ်နေ့တိုင်းကိုလက်တွေဟာသူတို့ရဲ့ smartphone ထဲမှာ GPS ကို install တင်ပြီးတော့သုံးတယ် for driving directions location sharing and finding place မှုဥတီချက်တွေဒီနေရာဝင်များမှုတွေနေရာရှာတာတွေအတွက် 8. GPS will let blank conduct more of their online lives GPS ဟာကိုလက်တွေကိုသူတို့ရဲ့ online ဘဝလှုပ်ဆောင်ကြတာတွေကိုပို့ပြီးတော့ထရီရရောက်စီမံခန့်ခွဲစေနိုင်တယ် 9. It is important for blank ကိုလက်တွေအတွက်အရေးကြီးတယ် to use GPS across various military applications စစ်ဖက်ဆိုင်ရာသောအမျိုးမျိုးသောလုပ်ငန်းဆောင်တာတွေမှာ GPS ကိုအသုံးပြုရန် 10. GPS helps blank GPS ကကိုလက်တွေကိုကူညီပေးတယ် to plan and preview routes record their hiking routes and evaluation chains လမ်းကြောင်းတွေကိုကြိုတင်ကြည့်ရှုပြီးတော့အစီအစဉ်ဆွဲရန်အမြင့်ပေပြောင်းလဲမှုတွေတောင်းတလမ်းကြောင်းတွေကိုမှတ်တမ်းတင်ရန် Unit 7 ရဲ့ vocabulary ဒုတိယပိုင်းက compound adjectives တွေကိုလေ့လာပါမှာ Instruction A match the compound adjectives or compound nouns on the left 1 to 5 with their meanings on the right A to E ဘယ်ဘက်ချမ်းမှာတက်ကနေ9အထိရှိတဲ့ compound adjective တွေ compound noun တွေနဲ့ညာဘက်က A ကနေ E အထိရှိတဲ့သူတို့ရဲ့အဓိပ္ပာယ်တွေကိုရှင်းတွဲပေးရမှာပါ 1. Near pinpoint အနီးနားကတိကျတဲ့နေရာ match like မော်ဆန်နာ 3. Anti-jamming အတားအဆီးနှောက်ယှက်တွေကိုကျော်လွှားတာ 4. Receiver processor လက်ခံဆောင်ရွက်တဲ့ကိရိယာ 5. Satellite guide ဂျိုရူသုံးလမ်းညွှန်မှုဒါကဘယ်ဘက်ချမ်းက1 to 5ပါညာဘက်ချမ်းကိုကြည့်မယ်ဆိုရင် A using signal from satellite ဂျိုရူကအချက်ပြမှုတွေကိုသုံးခြင်း to guide or direct its operation သူရဲ့လှုပ်ဆောင်ချက်တွေကိုလမ်းညွှန်မှုညွှန်ကြားရန် B having a capability of a system or device ပစ္စည်းတစ်ခုစနစ်တစ်ခုရဲ့လှုပ်ဆောင်နိုင်စွမ်းရှိခြင်း
to resist the emphasis on international interference နိုင်ငံတကာဆိုင်ရာအတားအဆီးသက်ရောက်မှုတွေကိုခုခံရန် C nearly exact or very close to precise location တိကျတဲ့ဒီနေရာကိုအရန်ကိုနီးကပ်စွာဒါမှမဟုတ်နဲ့အတိအကျနီးပါပြတာ E having a quality or characteristics that has enchanting extraordinary or seeming impossible မဖြစ်နိုင်မှုပေါ်တဲ့ဒါမှမဟုတ်ထူးကဲနေတဲ့လုံးဝညှို့ယူဖန်ဆားနိုင်တဲ့တွင်ပြင်လက္ခဏာတွေဒါမှမဟုတ်အရည်အချင်းတစ်ခုရှိတာ E a device or component in a system that has both receiving and processing functions လက်ခံခြင်းစီမံဆောင်ရွက်ခြင်းနှစ်ခုလုံးရှိတဲ့စနစ်တစ်ခုတည်းကအစိပ်ပိုင်းဒါမှမဟုတ်ပစ္စည်းတစ်ခု Instruction B fill each blank with the appropriate word from exercise A လေ့ကျင့်ခန်း A ကသင်ထားတဲ့စကားလုံးနဲ့ကိုလက်တစ်ခုစီကိုဖြည့် 1. Blank technology is a technological aspect related to both functions or as a receiver and a processor ကိုလက်နည်းပညာဟာလက်ခံတာရောစီမံဆောင်ရွက်တာရောလုပ်ဆောင်ခြင်းနှစ်ခုလုံးနဲ့ဆက်နွယ်နေတဲ့နည်းပညာအစိပ်ပိုင်းကဏ္ဍတစ်ခုဖြစ်တယ် 2. Blank technology is particularly used for military applications ကိုလက်နည်းပညာကိုစစ်ပဆိုင်ရာလုပ်ငန်းဆောင်တာရဲ့အတွက်ပဲတည်တံ့သုံးပါတယ် as it gives accurate and reliable navigations မှန်ကန်ပြီးယုံကြည်စိတ်ချရတဲ့လမ်းကြောင်းညွှန်ပြမှုတွေကိုပေးတော့ကြောင်း 3. You should use GPS ကိုသုံးသင့်တယ် to determine the location of objects ရာဝတ္ထုတွေရဲ့တည်နေရာကိုဆုံးဖြတ်ဖို့ within centimeter level precisions စင်တီမီတာအဆင့်အထိတိကျမှန်ကန်မှုတွေက thus it gives you blank accuracy ကိုလက်မှန်ကန်မှုကိုပေးတော့ကြောင်း 4. Blank navigation system use signals from navigation satellites ကိုလက်လမ်းကြောင်းညွှန်ပြတဲ့စနစ်တွေဟာဂျိုရူကလမ်းကြောင်းညွှန်ပြတဲ့ဂျိုရူတွေကအချက်ပြချက်တွေကိုသုံးတယ် to determine exact locations and to give guidance to user or vehicles သူတွေယင်းတွေကိုလမ်းကြောင်းညွှန်ပြမှုပေးရန်ပြီးတော့တိကျတဲ့ဒီနေရာကိုဆုံးဖြတ်ပေး 5. GPS is a blank thing that is capable of pinpoint exact locations, operating globally and guiding users with turn-by-turn navigations. GPS ဟာအသုံးပြုသူတွေကိုတစ်ဆင့်ပြီးတစ်ဆင့်လမ်းကြောင်းညွှန်ပြခြင်းတွေပြီးတော့ကမ္ဘာနဲ့တဝန်းလှုပ်ဆောင်ခြင်းတွေတိကျတဲ့ဒီနေရာတွေကိုအတိအကျညွှန်ပြခြင်းတွေကိုတက်ဆွဲနိုင်တဲ့ကွက်လက်အရာဖြစ်တယ် 6. Her performance on the stage seemed blank, filling me with awe. Symbol ကသူမရဲ့သရုပ်ဆောင်မှုတွေငါ့ကိုအံ့ဩလေးစားမှုတွေဖြစ်လာတော့အောင်ကွက်လက်ဆန်တယ် 7. Whether focusers rely on blank, whether focusing to provide accurate predictions. မိုးလေဝသကြိုတင်ခန့်မှန်းတဲ့သူတွေဟာမှန်ကန်တဲ့ကြိုတင်ခန့်မှန်းမှုတွေကိုပေးနိုင်ရန်ကွက်လက်တော့မိုးလေဝသကြိုတင်ခန့်မှန်းခြင်းတွေအပေါ်မှာမိကိုကြတယ် 8. I want a camera which provides blank focus to capture even the smallest details in the high resolution image. နောက်ကအသေးဆုံးအချက်လက်လေးတွေတောင်မှပြတ်သားတဲ့ဓာတ်ပုံတွေကိုရယူနိုင်အောင်ရိုက်လို့ရတဲ့ကွက်လက်ထောက်ပံ့ပေးထားတဲ့ကင်မရာတစ်လုံးလိုချင်တယ် 9. And blank cybersecurity system should be used in financial institutions to safeguard its online transactions. ကွက်လက် cyber လုံခြုံရေးစနစ်ဟာသူ့ရဲ့ online ပေါ်ကငွေလွှဲပြောင်းမှုတွေကိုလုံခြုံစိတ်ချရစေဖို့ငွေကြေးဆိုင်ရာလုပ်ငန်းတွေမှာအသုံးပြုသင့်တယ် 10. A powerful blank combination is utilized in the wireless communication network to decode incoming data. ဆွမ်းအားပြည့်တဲ့ကွက်လက်ပေါင်းဆက်ခြင်းကိုဝင်လာတဲ့သတင်းအချက်အလက်တွေကိုအထိပ္ပယ်ဖော်ရန်လေလိုင်းဆက်သွယ်ပြောဆိုရေးကွန်ရက်မှာအသုံးပြုပါတယ်။စတဲ့စာကြောင်းတွေရဲ့ကွက်လက်တွေကို exercise A က compound words တွေ compound adjectives တွေနဲ့ဖြည့်ပေးရမှာပါ။ဆိုတော့ compound words တွေ adjectives တွေရဲ့ meaning ကိုသိချာနားလည်ထားမှသာလျှင်မြန်မြန်ဆန်ဆန်ချိတ်ဆက်ပြီးတော့ဖြည့်ဆိုနိုင်ပါမယ်။ဒါကြောင့်နားမလည်သေးဘူးကိုယ့်အတွက်ခက်ခဲနေရဆိုရင်တွားပြီးတော့ပြန်ပြီးတော့ကြည့်စီချင်ပါတယ်။ comment မှာအပြေတိုက်ဖို့လည်းမမေ့ပါနဲ့